မို့ဆိုးတယောက်ဤစွန်စားကန်ဇလန်းရှေအပိုင်းတစ် subscribe လုပ်ဖို့မမေ့နဲ့အောင်နော်တောင်တန်းတွေအပင်ကြီးတွေအမဲလိုက်တန်တွေကြားမှာနာမည်ကျော်တဲ့မို့ဆိုးတယောက်ရှိတယ်သူနာမည်လားတက်နိုင်ထစ်တယ်တက်နိုင်ဟာတောထဲမှာမွေးဖွားကြီးပြင်းလာတဲ့သူမို့တော့အကြောင်းကိုမျက်စိပိတ်ပြီးတောင်တီးတဲ့သူလိုဖြစ်နေပြီတနေ့မနက်ခင်းမှာမိုးတိမ်တွေတောင်ပေါ်ကိုထူထပ်နေတဲ့အချိန်တက်နိုင်ကသူ့လန်နဲ့တောဝင်ဖို့ပြင်ဆင်နေတယ်အဲ့ဒီနေ့ဟာတာမန်အမဲလိုက်သွားတဲ့နေ့မဟုတ်ဘူးရွာသားတွေကအကြာကြီးကြောက်နေတဲ့တောကြီးတွေကမိစ္ဆာကြားကြီးကိုလိုက်ရှာဖို့ဖြစ်တယ်တန်းနိုင်ရင်ဒီတောထဲမှာအရန်အန်တွေများတယ်နော်လို့ရွာအိုကြီးတယောက်ကသတိပေးလိုက်တယ်တန်းနိုင်ကပြုံးပြီးပြန်ပြောတယ်ကျွန်တော်မသွားရင်ဒီရွာကိုဘသူကကာကွယ်မလဲအဖိုးအဲ့ဒီလိုနဲ့တန်းနိုင်ဟာတောနက်ထဲကိုတယောက်ထဲလှမ်းဝင်သွားတယ်တောထဲမှာမိုးရေတန်းငှက်တန်းလေတိုက်တန်းတွေကတဘာဝရဲ့အတန်လီးတွေလိုပြောနေကြတယ်ဒါပေမဲ့တက်နိုင်သိတယ်ဒီတောထဲမှာတခုခုမမှန်ဘူးဆိုတာအနှဲငယ်လိုက်လျှောက်ပြီးချိန်မှာမြေကြီးပေါ်မှာကြားချီရာကြီးတစ်ခုကိုတွေးလိုက်တယ်ဒါဟာတာမန်ကြားမဟုတ်ဘူးချီရာတာလူတယောက်လက်ပမာဏနေပါကြီးနေတယ်တက်နိုင်မျက်စိချင်ကျင်းသွားတယ်ဒီကောင်ကတော့တကယ့်ကိုကြီးတဲ့ကောင်ပဲသူအေးဟေးစစ်စစ်လှန်ကိုတင်းတင်းကင်ပြီးခြေရာတွေကိုလိုက်လာခဲ့တယ်။လမ်းတစ်လျှောက်မှာအယိုးတွေတောတရိဆန်အစီအပိုင်းတွေတွေ့လာရတယ်။အဲ့ဒီအချိန်မှာတောအတွင်းနက်ကနေအရန်ကြီးတဲ့ကြားအော်တန်တစ်ခုပေါက်ကွဲထွက်လာတယ်။ရောတန်နိုင်ခဏရက်လိုက်တယ်။သူ့နှလုံးခုန်တန်ကတဖြည်းဖြည်းမြန်လာတယ်။ဒါပေမဲ့သူ့မကြောက်ဘူး။လာပါမင်းကိုစောင့်နေတယ်လို့သူအထန်တိတ်တိတ်ပြောလိုက်တယ်။တော်တဲ့ကအရေးတစ်ခုလှုပ်ရှားလာတယ်။အပင်တွေကြားကနေမျက်လုံးနှလုံးမီးလိုလင်းလာတယ်။တက်နိုင်နားလေသွားပြီ။သူရှာနေတဲ့မိစ္ဆာကြားကြီးကသူ့ရှေ့မှာပဲရောက်နေပြီ။ဆယံအပိုင်းနှစ်ကြားမီ